Okay, I don't know what we shall have again. It is 11. No, the needs of Magania. Who are Magana? The needs of Magania or call me out. One to call me out. Did I not do my corner? Call me out. What am I sure? Corner Robana wear. Yeah, Robana wear. Over John. Tiakoza going to wear. Okay, yeah, 9 giant Amara. DVD, no. Okay, run away. No. Okay. I'm gonna call. Run away. Pena boya chain toya. Adilo. Emma, share it. Yeah. No. Nia, now the genius. Animally. How do I do? Oh, yeah, material. I change him to all over. Okay, you got it. The game are calling me out. Call you run away. They go the cool planet. Yeah, calling me out. Yeah. Calling me out. Yeah, calling me out. Yeah. Okay, what do you want? Don't watch it. I never see them now. Hello. Yeah. Okay, yeah, me. Nah, biar na dulu deh, you dulu. Lihat deh, okay, wow. Oh, my. Mati apa?
လမ်းပြပေးတယ်ဒီဘက်ထဲကိုသွားမယ်ဒီဘက်ထဲကိုဒီဘက်ထဲကိုဒီလိုလေးရင်ဒီလိုအဲ့ဒီရောအမလေးကြာလိုက်တာဟုတ်ဟုတ်ပါအခုလေးမှမရှိရတာအဲ့မသိပါဘူးကျွန်တော်ကမနေ့လက်နဲ့ပြုတ်ကြအောင်ကြောက်တယ်အဲ့တော့အကြာကြီးသွားကြီးကမှဒီရှက်ထင်းကျွန်တော်နာကားပြီလို့လေးတိုင်တာလေအောက်ကလေးရသွားရပြီမကြဟာနာတယ်အော်နာလာနေရောနာဆင်ပြေဘူးလောလို့မရဘူးဒီကိန်းမှာလောလို့မရဘူးလောနဲ့โอเคဒီနာအပြည့်ကြလို့မဖြစ်ဘူးဟုတ်တယ်တေလို့မရအောင်ရပြီဒီနာရောက်လို့ရှိရင်တော့မတည်စေရပါဘူးဘယ်လိုလဲရှိမလဲခေသွားပါပြီโอเคစနေရစပါလေအဲ့ဆက်လာတွေကထိနေပြီရှာပြီပေါ်တက်ရမယ်ပြီးရင်ပေါ်တက်အောက်ဆင်းပေါ်တက်ဟုတ်ကဲ့ပါယူလုံးမယ်โอเคไม่เอาวะชอบวินาทีเราลียาไปใช่ตัวดีเลยเนาะบล็อกที่เลย
စားနေကြတဲ့တာပါ စိတ်ကူနေပြီဘလူတို့ကချက်ချင်းတက်တည်ရမှုပြလိုက်ပြီသူ့တော့ခန္ဓာပြီးနဲ့စတင်လေ့ကျင့်ကြပါရဲ့အိမ်မှာဆိုရင်လေ့ကျင့်ရင်ပုံမှန်မလုပ်တဲ့ဘလူတို့ကခန္ဓာပြီးရဲ့တက်ခွက်တွေကလူလေးခံရပြီကျန်တော့ကတော့အနိုင်နိုင်ဖို့ဆိုရင်ဒီတက်ပုံကိုစူးစမ်းမှရမယ်ခန္ဓာပြီးကဘလူတို့ကိုစောင့်နေလိုက်ပါရဲ့ဘလူတို့ကလည်းဒီမှာကြည့်နေတဲ့သူ့အမျိုးတက်တည်ကြ ခုံလို့ရကောင်းမှာ ကိုဝါရီနဲ့ကျန်လာပါပါအကွက်တဲ့ခန္ဓာပြီးကိုပကောင်းဆောင်နေဝင်ချလိုက်တယ်ရန်ကုန်ရဲ့ပိုင်ရှင်ဖြစ်နေတဲ့အတွက်မမြင်နိုင်တဲ့နေရာမရှိတဲ့ခန္ဓာပြီးကအဖေရှုခိုင်တယ်နဲ့ပါကာဝယ်လိုက်ပါရဲ့ဘလူတို့ကသူ့ဘလောက် ဖေးဖေးလေးတော့မရပါ ဖွင့်တယ်ဆိုတဲ့တက်တယ်မရှိတဲ့အတွက်သူ့ကိုစောင့်ကြည့်ဖို့ပြောခဲ့တဲ့စကားတွေကအတုံးမဝင်တော့ဘူးလေဘာမှမဖြစ်တယ်လို့ပဲဟန်ဆောင်နေနေလိုက်ပါပဲအဲဒီညမှာသူတို့သားပါတွေပြုကအိမ်တော်မှာလို့နေလိုက်ကြတယ်တို့ကလည်း ဘာဖြစ်လို့ဖြစ်နေလဲ အဲဆိုင်မိရဇလန်းဖြစ်ပြီးပြောနေရလို့ပဲသင်ခဲ့ရတယ် ဒါလေးခေါင်းပေါ်လေးနဲ့ထားလိုက် ဒါကိုတော်တဲ့လူဖြစ်ပြီးအရာရာကိုအလွယ်လေးပဲလုပ်နိုင်တဲ့အတွက်ပုံမှန်ဆိုရင်အဲ့လိုပြီးစူးစမ်းရမယ်မရှိဘူးသူကလိန်နေရဆိုရင်ဒီလောက်အဆိုင်တော့မလိုရတော့တက်ပြီးမပြနိုင်ခဲ့ဘူးသူကလိန်နေရမဟုတ်တယ်အမှန်တရားကိုပြောနေရဆိုတာနဲ့သူကလည်း ရပြီနဲ့နားနေပါလားနဲ့အတန်တိုးပါလား စွမ်းဆိုတာကိုသူတို့ညောင်စဉ်းစားလို့မရဘူး။ဒါကမဟုတ်တဲ့အတွက် ကံမတိုးပေးပါဘူးတဲ့တန်တိုးခိုင်းတာ ဘလူးတို့လည်းပလိအတိခံရရပါတယ်။တကယ်တော့ခါထဲမှာစားတာသူစားချင်တာတွေစားပြီးဒီတိုင်းဝင်ချမယ်လို့ပြောနေတယ်။အပြင်းထူတဲ့သူဖြစ်လာတယ်။တက်လာတာဖြစ်ပြီးသူအဲ့လိုဖြစ်လာ တော်လိုက်တာဒီဘကြီးတက်ရတယ် သူ့ကိုလက်မခံကြတော့တာဖြစ်ပါတယ်။အဝါလိုနေတယ်ဒီညာတယောက်ဖြစ်တဲ့အတွက်ဘလူးတို့ကလည်းတို့လုံးစားခံရတော့ နားလေပဲ လိုက်လာနေပါတယ်။ဆောင်းတာကလည်းရုပ်ရှင် အလဲပါပဲဆိုဟိုဘေးဖြစ်မယ်အပြာရောင်နဲ့ ဟာသွားပြသွင်းနေတယ်အနီယာ ရုပ်ရှင်တွေကခါရတော့အတိုင်းပြောနေတယ်မဟုတ်ပဲတကယ်ဝေးချနေတယ်ဆိုရင်အလုံးနဲ့တက်တဲ့ကြောင်ကိုဘိုးတို့ကတိတ်ပြီးလိုက်တဲ့အတွက်ခါထဲမှာစားစီကအမှန်သွားတွေကလည်းပြန်ပြန်ပြတ်ပွက်သွားနေပြီဖြစ်ပါတယ် တေးတေးဆက်သွားလို့ပြ ဒီတရားရသွားရင်ဘိုးတို့ကလည်းသူ့ရဲ့မျက်လုံးကြောင့်တက်တဲ့မပြနိုင်နေဘူး။ကျန်တော့တော့မဟုတ်ဘူးအရင်မကြည့်တော့ဘူး။သူကလုံးဝတက်တဲ့ကြောင်ကိုစုံပြလိုက်ဖြစ်တဲ့ကြောင့်ဘိုးတို့ကပြောလိုက်ပါတယ်။အဲဒါကြောင့်အမှန်သွား လွန်သွားပြီ ဇာထဲမှာလက်ချနေတယ်။အဲ့ဒီသူတွေကိုလည်း ghost တွေနာမည်ပေးထားခဲ့ပါတယ်။ ghost တွေကညှော်လာညှော်ပေါ်မလာနေပြီ။မီဆူရီကတော့ဘိုးတို့နဲ့အတူရှိနေရတယ်ပြောနေတာဖြစ်ပြီးသူတို့တွေအဲ့လိုကြောင်းပြင်းပြီးလက်ချ သိနေလားလို့ နိုင်နေတာဖြစ်ပါတယ်။ဒါပေမဲ့အိမ်ပြန်ရောက်တဲ့ ပြစိမ့်နေ တောက်တုံးနဲ့ခွင့်တာကအိမ်ကိုရောက်နေပြီခွင့်တယ်လူဘိုးတို့အဖျားပူးရပြက်ကွက်နေအဟုတ်ဆိုတဲ့စာကိုပြင်လိုက်ရပါတယ် โอเค အဲဒါကြောင့်လေသူတို့ကကျောင်းစင်းတဲ့အချိန် အမနဲ့ ရတော့မှဖြစ်ပြီးခြေက ပြားနေဆာမဟုတ်တယ်ပြားနေစ စက်ကြခက်နေ တလုံး တယ်ပါတယ်အဲအချိန်တည်းအောင်ဆရာတွေဘလို့သိပါလဲဆိုတာ BCP ကတော့တော့ဘောမပေါက်တည်းရဲ့အတွက်တောက်ကျိုးနဲ့တကောက်နားကိုတော့မှတောင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်ရှင်တို့ကတော့ခုကလည်းတယောက်နေတယ်နန်းတို့မလောက်မဲ့ ကာပိုချီနိုအာဆာစီနိုဟဲ့လေ နောက်နေ့မှာကျောင်းကနေဘလို့လစ်ထွက်ရမလဲစူးစမ်းနေတဲ့ဘူတို့ကကန်တော့ဖမ်းမဆိုတာအလုပ်ဖြစ် โอเคဒီနေ့ဗီဒီယိုလောက်ပါမယ်ကျွန်တော်ဒီနေ့မှာ Roblox တဲ့ကခုံးလို့မရဘူးပေါ့နော်ဒီခလုတ်ကတော့ Robot နဲ့ဝယ်ရတာပါမနော်တော်နှဲ့ရပါဘူးခုံးလို့မရပါဘူးအဲ့ဒီမှာပါဒီနေ့ဗီဒီယိုလောက်ပါပဲလာခွဲလို့မကြောက်တော့ဆိုပါတယ်